တရုတ်နိုင်ငံရဲ့ထူးထူးဆန်းဆန်းတရားနှစ်စင်းအကြောင်းကိုဒီနေ့မှာပြောပြပါမယ်။ဒါကတော့တရုတ်နိုင်ငံမှာရှိတဲ့တကယ်ကိုအထူးခြားဆုံးနဲ့အစမ်းပြားဆုံးတရားနှစ်စင်းအကြောင်းပဲဖြစ်ပါတယ်။ဒီတွေကတရားတစ်စင်းဆိုရင်ပုံမှန်တရားတစ်ခုကနေမယုံနိုင်စရာကောင်းလောက်အောင်အေယာမရေတခွန်ကြီးအဖြစ်လုံးဝပြောင်းလဲသွားတာပါ။ကဲတော့ဒါဟာတရုတ်အင်ဂျင်နီယာတွေရဲ့ရိုးရှင်းတဲ့ပြဿနာတစ်ခုကိုဖြေရှင်းဖို့ကြိုးစားရင်းနဲ့စတင်ခဲ့တဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်။တရုတ်နိုင်ငံကွေကျိုးပြည်နယ်မှာဆိုရင်တောင်ပေါ်ကနေစီးကျလာတဲ့ရေပမာဏဟာတစ်နှစ်ပတ်လုံးအလွန်များပြားပါတယ်။အထူးသဖြင့်မိုးရာသီကိုရောက်ပြီးဆိုရင်စိုက်ပျိုးရေးအတွက်တူလောင်ထားတဲ့ရေလောင်တမန်တွေထဲမှာရေတွေကအမြဲတမ်းရှံထွက်တက်ပြီးအဲ့ဒီရှံထွက်တဲ့ရေပူတွေကိုဘယ်ကိုလွှဲထုတ်ရမလဲဆိုတာတကယ်ပြဿနာပါ။အဲ့ဒီချိန်မှာအင်ဂျင်နီယာတွေကထူးခြားဆန်းသစ်တဲ့ဒီဇိုင်းနဲ့ရေနုံမြောင်းတစ်ခုကိုတရားရဲ့ကိုယ်တွေထဲမှာထည့်သွင်းတည်ဆောက်ဖို့အတွက်အကြံရပါတယ်။ထူးဆန်းဆုံးအချက်ကဒီရေတခွန်ကြီးကိုအမြဲတမ်းမြင်ရတာမဟုတ်ပါဘူး။၆သွေးတဲ့ຢာတွေဥတုတွေမှာဆိုရင်ဒီတရားကြီးဟာပုံမှန်တရားတစ်စင်းလိုငြိမ်သက်နေပြီးမိုးတဲတဲမဲရွာချပြီးတဲ့အချိန်မှာတော့တရားကြီးတစ်ခုလုံးဟာအသက်ဝင်လှုပ်ရှားလာပြီးအောက်ကခြောက်ကဘာတစ်ခုလုံးကိုမုံရီမွားတွေမြူကိုတွေနဲ့ဖုံးလွှမ်းသွားတတ်တာပါ။နောက်ပိုင်းမှာတော့ဒီလိုစင်တူတဲ့တရားတစ်စင်းကိုတရုတ်နိုင်ငံရဲ့ကူမင်းမြို့မှာထပ်မံတည်ဆောက်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့အင်ဂျင်နီယာတွေကကဘာလက်ခရီးသွားတွေကိုဆွဲဆောင်မှုအတွက်ရည်ရွယ်ပြီးဓာတ်ပေါ်မှာလိုလုပ်ရည်တကွန် artificial waterfall ကိုတမင်တကာဖန်တီးခဲ့ကြပါတယ်။ကူမင်းမြို့ရဲ့မြို့လေကောင်တဲ့တဲ့အလွန်မြင့်မားတဲ့အမြင့်တစ်ခုကနေရေတွေစီးကျလာတဲ့ပုံစံဟာတကယ်ကိုခမ်းနားထင်ဝါနွမ်းလာပါနိုင်ငံတကာကအမြဲဖွံ့ဖြိုးတိုးတက်နေတဲ့အင်ဂျင်နီယာပညာရပ်တွေကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင် subscribe like and follow လုပ်သွားလို့ရပါတယ်လိုအပ်ချက်တွေရှိခဲ့ရင်လည်း comment မှာဆွေးနွေးအကြံပေးခဲ့နိုင်ပါတယ်